လည်းကြောက်တယ်အဖေတီးအောင်မှလည်းကြောက်တယ်တမီးကြောက်တယ်မနေရဘူးအမေနဲ့ဖေကိုလည်းစိတ်ကူပေးခြင်းဘယ်ပြောဘူးဘူးလေးစေရှိရနာနီလာပလဲတီကဆွဲမလာမယ်ထင်တယ်တခါရလို့ရှိရင်ဟိုညီကောင်မောင်နှမမရှိဘူးတမီးကြောက်တယ်ဒါမဲ့တယောက်တည်းအမျိုးအားငယ်ရရှိရဝမ်းနေရလည်းရှိတခါကျရင်ကြောင်းတက်လိုက်မတက်လိုက်ဈေးရောက်နေတော့သဘောကဘယ်ပြောဘူးဘူးလေးလောကဘူးနေဖေကယူနေရပဲငါတို့နဲ့လာမပတ်သက်နဲ့ငါတို့နဲ့တငယ်ချင်းဖြစ်ရတော့မတန်ဘူးအဲ့လိုပြောတယ်အဲ့ဘယ်ပြောရုံးလားဆယ်ရကျောင်းမတက်နိုင်ဘူးဒါပေမဲ့အမေနဲ့အဖေကိုရှာကြည့်ရမှာဆိုတော့အမေအောက်တင်းလာတယ်တမီးကတချင်းဆိုတာဝါသနာကြီးလာရဲဆိုတော့ဖြစ်ရှင်တမီးကတချင်းဆိုပြတော့အမေနဲ့ဖေကဟိုယောဂရှိရတော့ဟိုမသိရောပြောဘူးဘူးလေးတမီးနာမည်ကမေပလဲဟိုင်မှာရှင်မေပလဲဟုတ်အမေလည်းအရန်စားတယ်ဘယ်သူပေးထားလဲမေပလဲအမေပေးထားအမေပေးထားဟောဆိုမိလည်းအခုဘာရအောင်လဲပြောပါပဲပြုတ်ပဲပြုတ်ရနော်ဟုတ်ပဲပြုတ်လေးတွေဟုတ်ကဲဟုတ်ပါ30သားကို1000 50သားကို900အဲ့လိုရောင်းဟုတ်ကဲ့နော်ဟုတ်တနည်းတည်းလောက်ရအောင်နည်းဒီငမို့ဆိုရင်9000ခါကျရင်1000ရတယ်အဲ့လားဟောကဲမမေကူလောက်ပေးနေရလားဟုတ်ပြောပါဦးအိမ်မှာမိသားစုတင်အောင်ရှိရ3ရက်ပြောတူရအဖေရဲ့အမေရဲ့သမီးရဲ့ဟိုပဲပန်းတီတဲပေးရတယ်ဟိုဆိုင်ခင်းပေးရတယ်ဆိုင်ခင်းပေးရတုတ်တဲ့အချိန်မှာရောဘာလေးပေးရပေးလဲအဲ့လိုစားလို့ပဲငပြရည်လို့ယူပေးရတယ်ဆိုတော့မမေရောဘာလို့ပဲပြုတ်မရတော့နေမကောင်းလို့နေမကောင်းလို့ဟုတ်တယ်အမေကနှလုံးကြောကြောကျင်းတာမမေရောဆေးမကုပေးလားကုပေးချင်တာပေါ့ပတ်စံမရှိဘူးဆန်ရှိဟိုဆေးရုံမှာဓမ္မန်တွားရိုက်တာအဲကြောင့်မသိတာပတ်စံလည်းမရှိဘူးကုပေးဖို့တက်ခါကြတော့ဘယ်လိုဖြစ်နေလဲစိတ်မကောင်းဝမ်းနေတယ်နေအားမငယ်နဲ့ဟိုနောက်ခါကျရင်ကုနိုင်မှာပေါ့အဲ့လိုအားပေးတမီးလေးရှိရယ်မေအားမငယ်နဲ့စိတ်ကိုတင်းတာအဲ့လိုပြောပြတယ်အဲ့ကငားလာတာဒီလိုမှာဝင်ငွေကအဲ့ဒီပဲပြောင်းတဲ့ဝင်ငွေရရှိရလားဒီလိုမျိုးရှိရလားပဲပြောင်းတဲ့ဝင်ငွေရရှိရအဖေကလည်းဘာလုပ်တာအဖေကယောဂတယ်ဘာယောတီဗီပြီးတော့စိတ်ကျန်းမာရေးလည်းမကောင်းအဲ့လိုဒီခါကြလို့ရှိရင် तू စိတ်မလို့ရှိရင်တနေ့ကိုစကားရထိုင်ပြောအဲ့လိုမျိုးရှိတခါလေးကြလို့ရှိရင်ဟိုဝင်သွားတာလို့ရှိစိတ်ထဲမှာဝမ်းနေတယ်တခါကျရင်ငိုချင်းနဲ့စိတ်တောင်ပေါက်တယ်ဘာလို့ဘယ်လိုချိန်မှငိုချင်းနဲ့စိတ်ပေါက်လဲအမေကတခုဖြစ်ပြီးဆိုရင်စိတ်မကောင်းအဖေတခုဖြစ်လို့ရှိရင်လည်းစိတ်မကောင်းငိုချင်းနဲ့ဘယ်လိုချိန်လဲအဖေကဘယ်လိုချိန်ဖြစ်တဲ့အခါကျတော့ငိုချင်တာခါရလို့ရှိရင်အဖေကစကားပြောလို့ထိုင်ပြောတယ်အဲ့ချိန်ကြလို့ရှိရင်ဝမ်းနေဘာဖြစ်လို့လဲငိုလဲငိုဘာဖြစ်လို့လဲစကားတော်ထိုင်ပြောတယ်ဘယ်လိုလဲဘာဖြစ်လို့လဲမရလဲအဖေကိုစေးမကူနိုင်ဘူးအမေကကြောင့်အမေကိုကြောင့်ဘယ်ချိန်လဲဝမ်းနေအမေအဲ့လိုမျိုးရှင်ဘက်အောက်နာလို့ရှင်ဘက်နာတာလို့အဲ့လိုချိန်ပါလေကိုဆိုးအမေကလည်းနေမကောင်းအဖေကလည်းနေမကောင်းအဲ့ကြလို့ရှိရင်ပို့ပြီးတော့စိတ်ထဲမှာငိုခြင်းနေအမေတေးအောင်မှလည်းကြောက်တယ်အဖေတေးအောင်မှလည်းကြောက်တမီးကြောက်တယ်မနေရဘူးအမေနဲ့ဖေကိုလည်းစိတ်ကူပေးခြင်းတယ်အမေဝမ်းထဲမှာလည်းကြောက်တယ်အမေစိတ်ထိခိုက်မှာလည်းကြောက်တယ်တခါရလို့ရှိရင်ညီကောင်မောင်နှမမရှိဘူးတမီးကြောက်တယ်ဒါမဲ့တယောက်တည်းအမျိုးအားငယ်ရရှိရဝမ်းနေရလည်းရှိတခါကျရင်ကြောင်းတက်လိုက်မတက်လိုက်ဈေးရောက်နေတော့ဝမ်းနေဒါမဲ့ကြောင်းမတက်နိုင်ဘူးဒါမဲ့အမေနဲ့အဖေကိုရှာကြည့်ရမှာဆိုတော့အမေအောက်တင်းလာတယ်ဒါမဲ့တမီးကကြောင်းမတက်ကြဘူးဒါမဲ့သူတို့ကကြောင်းတက်ကြတယ်ဒါမဲ့တခါကျရင်အားကြတယ်တခါကျရင်ဝမ်းနေတယ်အဲ့လိုမျိုးရှိတယ်တမီးကတချင်းဆိုတာဝါသနာကြီးလာရင်ဆိုတော့ဖြစ်ရှင်တယ်အစိုးရထဲမှာခင်မိုးပကြီးလို့မြေသားဆွေလို့အဲ့ပူကြိုက်တယ်ဟုတ်လားမြမတန်တယ်လေးဆိုတာဟုတ်ဟောတဲ့ပြောလိုက်တာမြမတန်တယ်ဆိုတာကြိုက်တယ်ဟုတ်ဟုတ်လားအချင်းလေးတွေရောဘယ်သူ့ကိုဆိုပြတယ်အမေ
နဲ့ဖေတို့ခါရရင်စူပြရဲ ဆိုတော့မပြောဘူးလားစိတ်ကအမေတို့ပြောမှာပြောဒီချင်းဆိုတော့ခါကျတော့ အားလဲပူပြီးတယ်တွေ့ရှင်ပြောလဲပြောကြတယ်ဟိုအမေကတချင်းစူပြတော့အမေနဲ့ဖေကဟိုယောဂရှိရတော့ဟိုမသိရောမသိဘဲနဲ့ပို့ပြောတယ် ဟုတ်လား အဲ့လိုနိုင်ငံကျော်ရဲ့အထိစူးစမ်းခြင်းနဲ့အဲ့လိုက်လဲဆိုခြင်းနဲ့အဲ့မဆိုးအောင် ဆို ပဲပြရအောင် ဘာဖြစ်လာမှာနော်နော်ဖြစ်လာမှာ အမေကိုအိမ်ထဲရနဲ့လက်ထားခြင်းနဲ့ဆေးလက်ကူပေးခြင်းနဲ့ ပြုတ်ကြနော် အဖေကိုလည်းအဲ့လိုဆေးကူပေးခြင်းနဲ့ဟိုဆေးလက်ကူပေးခြင်းနဲ့ဟိုအဖေစိတ်ချမ်းသာမှာကိုလည်းပြောတယ်နင်းဖေကယူနေရပဲစိတ်ချမ်းသာရင်မကောင်းတာပဲငါတို့နဲ့လာမပတ်သက်နဲ့ငါတို့နဲ့တငယ်ချင်းဖြစ်ရတော့မတန်ဘူးအဲ့လိုပြောတယ် ဘူးတစ်ခါပြောတယ် ငါဖေကဘာပဲဖြစ်နေပါစေအဲ့ဒါငါဖေပဲနေလို့တငယ်ချင်းမဖြစ်ချင်လည်းမဖြစ်နဲ့ရတယ်အဲ့လိုပြောတယ် ဒီချင်းကလည်းပြောတဲ့ခါကျရင်မမြင်ရဟိုငန်းနဲ့လူမျိုးကိုပြန်လို့ပြနေလားဒီအကြောင်းကတမျိုးတော့လူကိုခေါ်ခံရရတယ် ပြောပြအောင် အခုလိုပြောတယ် မေဝါနဲ့မှာဆိုလို့နေတော့ဆင်းရဲတယ်အဲ့လိုမျိုးပြောတယ်သူတို့ကတော့ဟိုစားတယ်ပေါ့ငါတို့အမေတွေဖေကလည်းကြောင်းကြောင်းဖို့လုပ်တယ်ပေါ့နေကြတော့မလုပ်ဘူးအဲ့ပတ်စံလည်းမရဘူးအဲ့လိုမျိုးပြောတယ်ဒါခါရလို့ရှိရင်တချို့လူတွေကြတော့တနာတယ်တချို့လူကြတော့ဟိုအဲ့လိုအကျင့်မကောင်းအဲ့ကဲ့ရတယ် လူလေးကဲ နေလို့ကမရှာနိုင်ဘူးပဲပြရောင်စားနေတာကြီးလာရင်လာပြပါပဲတောင်းစားရမှာစာမတက်ပေးမတက်ဖြစ်ပြီးတော့အဲ့လိုပြောတယ် သူခံရလေးမဖြစ်ပါဘူး ဖြစ်တယ် ဘယ်လိုကြိုးစားမယ်ဆိုတော့စိတ်မဖြစ်ဘူးအဲ့ခါကျရင် အဲ့ကြလို့ရှိရင်ပို့ပြီးတော့အတင်လာတယ်ပို့ပြီးလှုပ်ချင်တဲ့စိတ်ပေါက်တယ် ဘယ်လိုအားတင်လဲ အဲ့လိုဒါမဲ့ငါရအောင်ရှာမယ်ဟိုရအောင်ရှာမယ်မိဘတွေလှုပ်ကြည့်ရမယ်အတွက်ရအောင်ရှာမယ်ဘာမှမဖြစ်ဘူးစိတ်ကိုတောက်ခံထားတယ်